မင်္ဂလာပါကျွန်တော် software တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ software လေးဖြစ်ပါတယ်ဒီကောင်းလေးကိုကျွန်တော်ဖွင့်လိုက်ပါမယ် okay ပြီးလို့ရှိရင် laptop မှာလည်းပဲဒီ software လေးကျွန်တော်ဖွင့်လိုက်ပါမယ်ဖွင့်လိုက်ပြီဆိုတာနဲ့သူ့မှာကိုယ့်ရဲ့ address number ရှိတယ်ကွာကိုယ့်ရဲ့ address number ကဒီမှာ phone မှာလည်းပေါ်ပေးမယ်ပြီးလို့ရှိရင် desktop မှာလည်းကိုယ့်ရဲ့ address number ရှိတယ်ကိုကဒီကို phone ရဲ့ address number ကိုဟိုဘက်ကိုပို့ပေးချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ phone screen ကိုဟိုဘက်မှာပို့ပေးချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ address ကသူများကိုပို့ပေးရမှာဖြစ်ပါတယ်သူများ window ကိုကလုတ်ပေးရမှာဆိုလို့ရှိရင်သူများ address number ကိုကိုယ့်စီကိုပို့ပေးရမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ရဲ့ phone screen ကိုဟိုဘက်မှာပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ number ကိုသူ့ကိုပေးလိုက်ပါမယ်သူ့ကိုပေးလိုက်ဖို့အတွက်အဲ့မှာအပေါ်မှာရှိပါတယ်ဒီညာလေးမှာကျွန်တော်ကရိုက်ရမှာဖြစ်ပါတယ်အဲ့မှာဒီကျွန်တော်ရဲ့ကုတ်ကိုဟိုမှာရိုက်ပေးလိုက်ပါမယ်โอเคဟိုမှာရိုက်ပေးလိုက်ပြီဆိုလို့ရှိရင်try အဲ့လိုမျိုးချိန်ပြီးမှဟိုဘက်မှာအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ဒီဘက်မှာဖုန်းမှာအဲ့လိုမျိုးပေါ်မှာပဲဖြစ်ပါတယ်ဖုန်းကအဲ့လိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအများကြီးပါပေးပါတယ် mouse နဲ့ control ရမယ် keyboard နဲ့အသုံးပြုလို့ရမယ် copy paste တွေလုပ်လို့ရမယ်ပြီးလို့ရှိရင်share တွေပြီးလို့ရှိရင်ဒီမှာကစားကြတွေကျွန်တော်က select မဲ့ပေးရမှာဖြစ်ပါတယ်ဒီမှာအတန်နဲ့သူတို့တော့ခပ်ပေးထားတာကကျွန်တော်ဖုန်းအတိုင်ကိုဟိုဘက်မှာအတိုင်ဖွင့်လို့ရမှာမဟုတ်ပါဘူးအဲ့ဒါကိုသူတို့ပြောပြတာဖြစ်ပါတယ်ဆိုတော့ဒါတွေကို select မဲ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ access ဆိုတာကိုနှိပ်ပေးလိုက်ပါ adjust ကိုနှိပ်လိုက်ရင်ဒီမှာ start မှာ okay ဒါဆိုရင်ကျွန်တော်ရဲ့ phone screen ဟာဟိုဘက် laptop မှာပဲပေါ်တော့မှာဖြစ်ပါတယ် okay ပေါ်တော့ပြီဒါဆိုရင်ကျွန်တော်ဒီဖုန်းကိုဘာမှမလုပ်ဘဲနဲ့ laptop မှာပဲကျွန်တော်ကလီလို့ရပါပြီokay ကျွန်တော် laptop မှာကလီပြပါမယ် okay ဖုန်းတွေဒီမှာကစားနေပါတယ်ဟုတ်တယ်မလားဒီမှာအများဒီမှာဖုန်း screen ကိုဘယ်မှာကစားနေတာဖြစ်ပါတယ်โอเคဒါတစ်မျိုးဖြစ်ပါတယ်